ရုတ်စစ်တပ်ဟာထိုင်ဝမ်ကျွန်းပတ်လည်မှာလက်တွေ့ပစ်ခတ်မှုတွေနဲ့ဒုတိယနေ့အဖြစ်ဆက်လက်စစ်ရေးလေ့ကျင့်နေပေမဲ့ထိုင်ပေတောင်ရွံပြည်ပြည်ဆိုင်ရာလေဆိပ်မှာလေယာဉ်စီးခီးသည်တွေကတော့ပုံမှန်မပြတ်သွားလာနေကြပါတယ်။ဒီစစ်ရေးလေ့ကျင့်မှုမှာစစ်သမောတွေတိုက်လေယာဉ်တွေ drone တွေနဲ့ထိုင်ဝမ်ကျွန်းပတ်လည်ကိုဗတ်ပေါင်းစုံကနေချင်းကပ်ပူးတွဲတိုက်ခတ်တဲ့ပုံဖော်ခဲ့ကြပါတယ်။ဒုံးကျည်တွေနဲ့လည်းထိုင်ဝမ်ဘက်ကိုပစ်ခတ်ခဲ့တာကြောင့်နိုင်ငံတကာလေကြောင်းခီးစဉ်တချို့ကန့်သတ်မှုတွေတော့ရှိခဲ့ပါတယ်။我今天是11点要去福冈哦。ကျွန်တော်ဒီနေ့မနေ့7 နာရီလေယာဉ်နဲ့ဖူကူအိုကာကိုသွားမှာပါ။တရုတ်ကဒီနေ့လက်နက်စစ်တွေနဲ့ပစ်ခတ်လေ့ကျင့်မှုတွေလုပ်မယ်ဆိုတာမနေ့ကလေးကကြားလို့အာမခံတော့သေချာအောင်လုပ်ခဲ့ပါလေ။ကျန်တာကတော့သတင်းတွေကိုပဲမျက်ခြေမပြတ်ကြည့်ပြီးအရေးပေါ်အခြေအနေရှိမရှိစောင့်ကြည့်သွားမှာပါလို့ခီးသွားသူကပြောပါတယ်။နောက်ထပ်ခီးသွားသူကတော့但是我们坐的是中国国航ကျမတို့ Air China လေကြောင်းလိုင်းနဲ့သွားမှာပါ။သူတို့လေယာဉ်ကိုတော့မပစ်ချတော့ပါဘူးနော်။ဒါကြောင့်အထိုက်လျောက်တော့စိတ်ချရမယ်လို့ထင်ပါတယ်လို့ပြောသွားပါတယ်။ထိုင်ဝမ်ဆိုရကတော့ဒီစစ်ရေးလေ့ကျင့်မှုတွေဟာဒေသတွင်းတည်ငြိမ်ရေးကိုချင်းချောက်တယ်ဆိုပြီးပြစ်တင်ရှုံချခဲ့ပါတယ်။ထိုင်ဝမ်ဟာဒေသတွင်းနိုင်ငံတွေနဲ့အနီးကပ်ပူးပေါင်းပြီးအင်ဒိုပစိဖိတ်ဒေသငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးတို့အတွက်ကာကွယ်စောင့်ရှောက်သွားမယ်လို့ထိုင်ဝမ်သမ္မတရုံးပြောခွင့်ရကပြောဆိုပါတယ်။အခုစစ်ရေးလေ့ကျင့်မှုနဲ့ပါဆိုရင်2022ခုနှစ်ကစပြီးထိုင်ဝမ်အနီးပတ်ဝန်းကျင်မှာတရုတ်ရဲ့စစ်ရေးလေ့ကျင့်မှုတွေဟာ6ကြိမ်မြောက်ဖြစ်ပြီးလာမယ့်နှစ်တွေတွင်တရုတ်ကထိုင်ဝမ်ကိုကျူးကျော်မလားဆိုတဲ့စိုးရိမ်မှုတွေဖြစ်စေခဲ့ပါတယ်ခင်ဗျာ။